ကျွန်တော်တို့ product ရောင်းတဲ့လူတွေတိကိုတီးထားမယ်စကလုံး၄လုံးဘာဖြစ်လို့လဲဆိုတော့ကျွန်တော် customer တွေအကြိုက်ကိုမသိပဲဈေးရောက်နေအလကားဖြစ်လိမ့်မယ်ဒီ၄လုံးကိုတီးထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်အများကြီးအကျိုးရှိပါလိမ့်မယ်ပထမတစ်လုံးကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ clearance sales လို့ခေါ်တယ်ကိုယ်ဆိုင်မှာကိုယ့်ရဲ့ product တွေရောင်းနေဆိုလို့ရှိရင်ကိုယ့်ရဲ့ဆိုင်ကိုတော့ကျွန်တော်ပြောပြမယ်ဆို၄လုံးဆိုကျွန်တော်ကိုယ့်ရဲ့ဆိုင်ကိုဘာလို့ဆို၄ပိုင်းပိုင်းကြည့်လိုက် area လေး၄ပိုင်းကြီးပိုင်းလိုက်ပိုင်းပြီးလို့ကျပထမတစ်နေရာမှာဘာလို့ဆို clearance sales ဆိုပြီးတော့မှကို့မှာကြံနေတဲ့လက်ကြံပစ္စည်းတွေကိုထားဖို့ဒီတော်တော်တက်တာနဲ့ရောင်းပေးနေတဲ့ဟာမျိုးကိုတနေရာမှာထားတဲ့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေလည်းစဉ်းစားကြည့်လိုက်အကယ်၍ clearance sales လို့မြင်ရင်တော့ကြည့်ပြလားမကြည့်ပြဘူးလားတေချာပေါက်ကြည့်ပြကြပါတယ်ဒါဒီအရေးကြီးတဲ့တစ်ချက်ပါအဲ့တော့ကိုယ့်ရဲ့ဆိုင်မှာရှိတဲ့တချို့ product တွေကိုဘာလို့ရမလဲဆို clearance sales ဆိုတဲ့နေရာတစ်ခုသတ်မှတ်ပြီးတော့အဲ့မှာချပြီးရောင်းတာဒီကိုယ့်အတွက်ရောင်းအောင်ကိုအများကြီးတက်စေပါလိမ့်မယ် okay ဒုတိယတစ်ချက်ကဘာလဲဆိုလို့ရှိရင် discount item ဆိုတာကျွန်တော်တို့10% discount 20% discount ဆိုပြီးတော့မှကျွန်တော်တို့ discount corner ဆိုပြီးတော့မှကိုယ့်ရဲ့ဆိုင်ထဲမှာပဲနေရာတနေရာမှာတီးတန့်လေးထားကြည့်ပါလူတွေအားလုံးက discount ဆိုတာမြင်လို့ရှိရင်အဲ့နေရာကိုတန်းပြီးသွားပါတယ်ဒါကိုသိမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကိုယ့်ရဲ့ product တွေကရောင်းအားတက်လာပါလိမ့်မယ်okay တတိယတစ်လုံးကအရေးကြီးပါတယ်တတိယတစ်လုံးကဒါဘာလဲဆိုလို့ရှိရင်လူတွေရဲ့စိတ်ကိုဆွဲဆောင်တာဒီဘာလဲဆိုလို့ရှိရင် new item လို့ခေါ်ပါတယ် new item ကိုယ်ဆိုင်မှာအခုအသေးရောက်လာတဲ့ပစ္စည်းတွေကိုလည်းကျွန်တော် corner တစ်ခုမှထားပြီးဆိုင်းဘုတ်လေးထောင်လာကြည့်လိုက် new item ဆိုလူတွေကဝယ်သည်ဖြစ်စေမဝယ်သည်ဖြစ်စေ item အသစ်တွေဆိုလို့ရှိရင်စိတ်ဝင်စားတယ်အဲ့ဒါကိုသွားကြည့်ပြကြတယ်သွားကြည့်ပြီးလို့ရှိရင်သူတို့ကြိုက်တာသူတို့တကယ်ကြိုက်ပြီဆိုလို့ရှိရင်ဝယ်သေးကြပါတယ်ဒါဒီနောက်ကိုယ့်ရဲ့ဆိုင်မှာထားတဲ့နောက်ထပ်တနေရာပါနောက်ဆုံး channel တစ်ခုရှိပါသေးတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ hot item လို့ခေါ်ပါတယ် hot item ဆိုတာဘာလဲဆိုလို့ရှိရင်လူအများစုဝယ်နေတဲ့ပစ္စည်းတွေကို hot item ဖြစ်သတ်မှတ်ပေးထားပါတယ်အဲ့လိုမျိုးထားလိုက်ခြင်းအပြင်လူတွေကဘာလဲဆိုသူများဝယ်တာများရင်ကိုလည်းဝယ်ခြင်းတယ် hot items လူတွေဘာလို့ဒါကိုဝယ်တာလဲဆိုတော့သူကလည်းသိကျင်တဲ့အတွက်အဲ hot item ဆိုတဲ့နေရာကိုလည်းတွားကြည့်ကြပါတယ်အဲ့ဒါကြောင့်မို့လို့ကိုကအကယ်၍ physical product ရောင်းတဲ့လူဆိုလို့ရှိရင်ကိုယ့်ရဲ့ဆိုင်မှာ location ၄နေရာခွဲပါဒါမှမဟုတ်ကြော်ညာဆိုလို့ရှိရင်လည်းကြော်ညာကိုကျွန်တော်၄ခုလောက်ခွဲပြီးကြော်ညာပါဘာလဲဆိုလို့ရှိရင် number 1ဒီ clearance sales နေရှိပါမယ် number 2ကဘာရှိမလဲဆိုရင်ကျွန်တော် discount ဆိုပြီးရှိပါမယ် number 3ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ clearance ရဲ့ discount ရဲ့ number 3ကကျတော့ကျွန်တော်တို့ကတော့ new arrival လို့ခေါ်တဲ့အသေးရောက်တဲ့ပစ္စည်းတွေပါနောက်ဆုံး number 4အချက်ကတော့ hot item အမြဲတမ်းလူကြိုက်များတဲ့ item ပါအဲ့လို၄ခုခွဲလိုက်မယ်ဆိုလို့ရှိရင်ရောင်းအားတွေကတီးစားတက်လာပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဒီမိတ်ဆွေရဲ့ physical store မှာဒီ၄မျိုးလုံးကရှိပြီးသားဒါပေမဲ့အဲ့ဒါကိုမြင်သာထင်သာအောင်ဆိုင်းဘုတ်မတင်လိုက်တဲ့အတွက်သူတို့တွေမသိတော့တာဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်ပြောတဲ့ဒီ၄ချက်ကိုပုတ်လေးလုပ်ပြီးတော့မှ location ၄နေရာခွဲပြီးဆိုင်ထဲမှာထားထားကြည့်ပါရောင်းအားတွေအများကြီးတက်လာပါလိမ့်မယ်အကယ်၍မိတ်ဆွေကဒီ product တွေရောင်းတဲ့လုပ်ငန်းရှင်တယောက်ဆိုလို့ရှိရင်ကျွန်တော်ဒါကိုတီချာလိုက်နာပြီးလုပ်ကြည့်ပါနောက်ပြီးတော့အရောင်းနဲ့ပတ်သက်ပြီးတော့မှဒီချက်ပို့ပြီးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီလထဲမှာ sales pro လို့ခေါ်တဲ့ဆရာကြဘယ်လိုရောင်းမလဲဆိုတဲ့အတန်းလေးဖွင့်ဖို့ရှိပါတယ်တင်တဲ့တက်ဖို့စိတ်ဝင်စားရဆိုကျွန်တော် comment မှာ PRO pro ဆိုတာလေးကိုမှတ်ခဲ့ပေးပါ team ကနေဆက်သွယ်ပေးပါလိမ့်မယ်